Hello ဒီနေ့ညဝေတာက Why Business Owner ဘာကြောင့်ကိုယ်ပိုင်စီးပွားရေးကိုတည်ဆောက်ရတာလဲဘဝမှာလိုချင်တာတွေကအများကြီးပဲပါနော်မိဘကိုကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်ပေးချင်တယ်ချမ်းချမ်းသာသာမိသားစုပြည့်ပြည့်စုံစုံထားပေးချင်တယ်အလူတွေအများကြီးလုပ်ချင်တယ်ကိုမပါဘဲနဲ့ဝင်ငွေလည်ပတ် passive income ရချင်တယ်ကဘာပတ်ခရီးစဉ်သွားလဲချင်တယ်ဟုတ်လားရှင်ဒါဆိုရင်မိတ်ဆွေတို့ရဲ့ဘဝမှာအဲ့လိုအများပိုင်ဆိုင်ချင်တယ်ဆိုရင်ဘာတွေလုပ်ရမလဲကျမယုံကြည်တာကတော့နေ့စားညစားကိုလိုချင်တဲ့အရာတွေအားလုံးပေါ့နော်ဖြစ်စုမပေးနိုင်ဘူးအဲ့တော့ကိုလိုချင်တဲ့အရာအားလုံးဖြစ်စုပေးနိုင်တဲ့အရာကတော့စီးပွားရေးလုပ်ရမယ်ဒီနေ့ချမ်းသာအောင်မြင်သွားတဲ့သူတွေတကယ်စီးပွားရေးလုပ်တဲ့သူတွေကြည့်ကြည့်ပါသူတို့တွေကနေ့စားခိုင်းတဲ့ဘဝကနေအောင်မြင်တာမဟုတ်ဘူးချမ်းသာတာမဟုတ်ဘူးစီးပွားရေးလုပ်ရတာအောင်မြင်ချမ်းသာတာပါဒါဆိုရင်ကျမတို့စီးပွားရေးလုပ်ရင်အောင်မြင်ခြင်းချမ်းသာခြင်းရရှိနိုင်တယ်ဥပမာအနေနဲ့ကြည့်ကြည့်ပါလခစားသူတွေနဲ့တထေးသူတွေနဲ့ဘဝကွာခြားမှုရှိတာပေါ့နေ့စားလခစားဘဝကဒီနေ့မှာဘယ်လောက်ရမှာလဲဘေးတလောက်ပဲရမှာပုံဒီလစားတထေးတွေကတော့သူတို့လိုချင်တဲ့ဟာတွေသူတို့ပိုင်ဆိုင်နိုင်တယ်အကန့်အသတ်မရှိဘူးသူတို့ဘာကြောင့်ရတာလဲကိုယ်ပိုင်စီးပွားရေးလုပ်လို့ဒါဆိုရင်ကျမတို့ရောကိုယ်ပိုင်စီးပွားရေးလုပ်လို့ရလားလုပ်လို့ရလူတိုင်းရဲ့ဘဝမှာပတ်စံရှိဖို့မလိုဘူးပညာတတ်ဖို့မလိုဘူးလုပ်ငန်းကျွမ်းကျင်မှုမလိုဘူးဘာကြောင့်လဲမိတ်ဆွေတို့စ조사ချင်တဲ့စိတ်နဲ့အောင်မြင်ချင်တဲ့စိတ်နဲ့သူများခိုင်းတဲ့ဘဝကနေရုန်းထွက်ချင်တဲ့စိတ်ရှိဖို့ပဲလိုတယ်ပတ်စံမရှိရင်ပတ်စံရှာလို့ရတယ်ပညာမတတ်ဘူးဆိုရင်ဒီအရွယ်အထိပညာယူရဲရသေးတယ်တေချာတာကတော့မိတ်ဆွေတို့စ조사ချင်တဲ့စိတ်မရှိဘူးလူများခိုင်းတဲ့ဘဝကိုရုန်းထွက်ချင်တဲ့စိတ်မရှိဘူးဆိုရင်လူများခိုင်းတဲ့ဘဝမှာပဲလုပ်နေရမှာပဲကျမတို့ထိုင်ဝမ်မှာပညာတတ်ဘွဲ့ရတဲ့သူအများကြီးပဲသူတို့ကလူများခိုင်းတဲ့ဘဝကိုပဲလုပ်နေတာပဲဘာကြောင့်လဲတချို့လူကပြောတယ်အရင်အနည်းမရှိဘူးတဲ့မဆိုင်ဘူးပညာမတတ်ဘူးအရင်အနည်းမရှိဘူးကိုယ့်ရဲ့ဘဝကိုဘယ်လိုရုန်းထွက်ရမလဲဆိုတာစဉ်းစားတတ်ဖို့လိုအပ်တယ်ကြီးကြီးသေးသေးဖြစ်ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့အရေးကြီးတယ်ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့သူတွေကလူများခိုင်းတဲ့ဘဝကိုရုန်းထွက်နိုင်တယ်မိတ်ဆွေတို့ကံကောင်းတာကကျမတို့ရဲ့ forever business စီးပွားရေးအတွေးအခေါ်နဲ့တွေးတာပါနေ့စားအတွေးအခေါ်ကိုတွေးပါနဲ့ပညာမတတ်လို့ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့အောင်မြင်အောင်လုပ်နိုင်ဖို့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုယ့်ရဲ့နှလုံးသားအုံနောက်တွေပါနော်ကိုကအောင်မြင်သူတယောက်လို့တွေးပါကဘာပေါ်မှာအောင်မြင်ချမ်းသာသူတွေကပညာတတ်လို့အောင်မြင်တာမဟုတ်ပါဘူးအောင်မြင်ချင်တဲ့စိတ်နဲ့သူများခိုင်းတဲ့ဘဝရုန်းထွက်ချင်တဲ့စိတ်နဲ့ကြိုးစားနေတာပါမိတ်ဆွေတို့ရဲ့ကံကောင်းခြင်း White Forever Business Owner အရင်အနည်းမရှိလို့ပညာမတတ်လို့ဒီလုပ်ငန်းမကျွမ်းကျင်တဲ့သူတွေရှိလား Business Owner အခွင့်အလမ်းတစ်ခုရှိပါတယ်